UNESCO မှအတိအမှတ်ပြုခဲ့တဲ့မြမသမိုင်းတွေကမြို့ဟောင်းများနဲ့မကြမီထပ်တိုးစီးရန်ဝင်လာနိုင်မြို့ဟောင်းများမြန်မာနိုင်ငံမှာဘာကြောင့် UNESCO Heritage Site စီးရန်ဝင်တဲ့မြို့ဟောင်းတွေရှိနေတာလဲဘယ်မြို့တွေကတော့နိုင်ငံတကာကအတိအမှတ်ပြုခဲ့ပြီးသားလဲဘယ်မြို့တွေကတော့မကြမီထပ်တိုးစီးရန်ဝင်လာနိုင်မလဲဒါတွေဟာမြန်မာယဉ်ကျေးမှုနဲ့သမိုင်းကြောထောင်နောက်ခံကိုထင်ပေါ်စေမဲ့အမွေအနှစ်တွေပါဒီဗီဒီယိုတစ်ခုလုံးကြည့်ပြီးသွားတဲ့အခါမှာတော့မြန်မာမြို့ဟောင်းတွေမှာပါဝင်နေတဲ့သမိုင်းဝင်တန်ဖိုးယဉ်ကျေးမှုအနုပညာနဲ့နိုင်ငံတကာအတိအမှတ်ပြုအချက်တွေကိုသင်နားလည်သွားမယ်လို့ယုံကြည်ပါတယ်ပထမဆုံးပြောရမယ့်မြို့ဟောင်းတွေကတော့မြန်မာပထမမြို့ပြယဉ်ကျေးမှုဖြစ်တဲ့ပြူယဉ်ကျေးမှုနဲ့ဆန်းဆက်နေတဲ့ဟန်လင်းဗိတ်တနူးနဲ့တရေခေတ္တတာတို့ပဲဖြစ်ပါတယ်အဲ့ဒီမြို့တွေဟာစကိုင်းတိုင်းဒေသကြီးမှာတည်ရှိပြီး BC နိုင်ငံက AD 900ဝန်းကျင်အထိတက်တန်းတည်ရှိကြလို့ခန့်မှန်းကြပါလဲမြို့ရိုးနဲ့ရေမြောင်းစနစ်တွေစေတီဖျားများနဲ့ဘုန်းကြီးကျောင်းများဗုဒ္ဓဘာသာနဲ့ပထမဆုံးပတ်သက်မှုရှိခဲ့တဲ့မြို့တွေထစ်ချင်းမြန်မာအခရာရမူလားပြူစလုံးအသုံးပြုမှုနဲ့မြို့ပါစနစ်ဥယျာဉ်ဖွဲ့စည်းမှုစနစ်တွေတိစောက်ထားခြင်းစတဲ့အချက်တွေကြောင့်တကယ်ထင်ဟတဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်ပဲ2014ခုနှစ်မှာ UNESCO World Heritage Site အဖြစ်တရားဝင်အတိအမှတ်ပြုခံခဲ့လာဖြစ်ပါတယ်နောက်တစ်မြို့ကတော့အားလုံးသိကြတဲ့ပကံမြို့ဟောင်းပဲဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးမှာတည်ရှိပြီး AD 900စုကစပြီး7300စုအထိမြန်မာပထမအင်ပါယာအဖြစ်တည်ရှိခဲ့တဲ့သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်ပကံမှာဇေဒီပထိုးမြတ်ပေါင်း3000ကျော်တည်ရှိပြီးထင်ရှားတဲ့ဖရားတွေကတော့အာနန္ဒဖရားရွှေစည်းကုံဖရားဓမ္မယန်ကြီးဇေဒီလို့ပဲဖြစ်ပါတယ်ပကံဟာမြမဗုဒ္ဓဘာသာနဲ့အတူမြမအဆောင်အုံပုံစံတွေပထမဆုံးပေါ်ထွက်ခဲ့တဲ့နေရာလည်းဖြစ်ပြီးဧည့်သည်တွေအများပြားရောက်လာနေတဲ့ယဉ်ကျေးမှုခရီးသွားမြို့တစ်မြို့လည်းဖြစ်ပါတယ်2019ခုနှစ်မှာ UNESCO Heritage Site အဖြစ်တရားဝင်စာရင်းဝင်ခဲ့ပြီးယနေ့အထိမြမယဉ်ကျေးမှုနဲ့ဘာသာရေးအထွတ်အထိကိုထင်ဟပ်အောင်ဖော်ပြနေတဲ့အမွေအနှစ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါဆိုရင် UNESCO စာရင်းဝင်ဖို့စောင့်ဆိုင်းနေတဲ့မြို့ဟောင်းတွေကဘာနေဖြစ်မလဲမြန်မာနိုင်ငံမှာ UNESCO ရဲ့ tentative list ထဲမှာပါဝင်နေတဲ့မြို့ဟောင်းတွေကလည်းမျှော်လင့်ချက်အပြည့်နဲ့စောင့်ဆိုင်းနေကြပါတယ်ဒီမြို့ဟောင်းတွေဟာသမိုင်းနဲ့ယဉ်ကျေးမှုအနည်းနဲ့တန်ဖိုးကြီးမားပြီးတိတိတိုက်တဲ့နေရာတွေပါပဲပထမဆုံးကတော့အင်းဝမြို့ဟောင်းပါမန္တလေးတိုင်းမှာတည်ရှိပြီးရှေးဟောင်းဘရင်တွေနေတဲ့မြို့ကမြို့အဖြစ်သမိုင်းကြော်ညားဟဲပါတယ်တစ်တော်နဲ့တည်ဆောက်ထားတဲ့ဖျားများဘရင်ရဲ့နန်းတော်အဟောင်းများမြို့ရိုးနဲ့ရေမြောင်းစနစ်တွေဟာယနေ့အထိတက်တည်အဖြစ်တည်ရှိနေစေပါနောက်ကမြို့ကတော့အမရပူရမြို့ဟောင်းပါဒါလည်းမန္တလေးတိုင်းမှာပဲတည်ရှိပါတယ်ကိုလိုနီကစ်မတိုင်ခင်မြန်မာနောက်ဆုံးအင်ပါယာရဲ့နိုင်ငံရေးယဉ်ကျေးမှုဗယူတကတစ်ခုအဖြစ်ကြော်ညားခဲ့လာတည်ပါတယ်နန်းတော်အဆောင်အောင်တွေဖျားเจ้าတွေဒလိထုံတန်းတွေကယနေ့အဖြစ်မြန်မာအမှုပညာနဲ့အုပ်ချုပ်ရေးသမိုင်းကိုပြန်လည်လေ့လာဖို့တန်ဖိုးရှိစေပါတယ်နောက်တစ်မျိုးကတော့မင်းကွန်းမြို့ဟောင်းဖြစ်ပါတယ်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုတိုးတက်မှုအထုအထည်ကိုကိုစားပြုခဲ့မြို့တစ်မြို့ဖြစ်ပြီးဖျားเจ้าများသံဃာအဖွဲ့နဲ့သာသနာရေးအဖွဲ့အစည်းတွေပညာနဲ့သာသနာတိုးတက်ရေးအတွက်အရေးကြီးတဲ့နေရာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မန္တလေးမြို့ဟောင်းပါဦးတလုံးမင်းနေထိုင်ခဲ့တဲ့နန်းတော်တီးလက်နေရာဖြစ်ပြီးမြန်မာနောက်ဆုံးဗိုလ်မြို့တော်မြို့အဖြစ်သမိုင်းမှာကျန်ရှိနေစေပါနန်းတော်အခြေအနေဗုဒ္ဓဘာသာအမွေအနှစ်များသမိုင်းတုတေသနအတွက်တန်ဖိုးရှိတဲ့အရာတွေကိုယင်းနှစ်တောင်လေ့လာနိုင်ပါတယ်ဒီမြို့ဟောင်း၄မြို့လုံးဟာ UNESCO ရဲ့ tentative list ထဲမှာပါဝင်နေပြီးမကြာခင်အနာဂတ်မှာစည်ရင်းဝင်လာဖို့အလားလန့်လာပါတယ်ဒါကြောင့်မြန်မာယဉ်ကျေးမှုနဲ့သမိုင်းအမွေအနှစ်တွေကိုတိတိတသားနားလည်ခြင်းတဲ့သူအားလုံးအတွက်ဒီဗီဒီယိုကတကယ်တန်ဖိုးရှိပါတယ်စိတ်ဝင်စားမိတယ်ဆိုရင်တော့ comment ထဲမှာမျှဝေခဲ့ဖို့မမေ့ပါနဲ့နော်ဘဝတုတဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်က subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ပြီး subscribe like notification ကိုထားပြီးညီမအမွေအနှစ်ကိုအတူတူသိရှိလေ့လာကြရအောင်